အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ Soul Skin Solution ရဲ့ product တွေကို Medical ဆိုင်တွေမှာဝယ်လို့ရနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့ Medical ဆိုင်မှာ Soul Skin Solution product တွေကိုလာဝယ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူလိုက်ကြည့်ပေးပါဦးခင်ဗျာဒါတော့ Soul Skin Solution ရဲ့ product counter ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ double cleaning step ကနေစပြီးတော့ skin care အစုံအလင်အပြင်ရောင်းအားအကောင်ဆုံး product တွေဖြစ်တဲ့ Mindful Toner Moisturizer Sunscreen Daily Essence အစရှိတဲ့ product တွေကိုတနေရာထဲမှာစုံလင်စွာနဲ့ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ဗာပစ္စည်းလေးရှာလို့ရမလဲရှင်ဟုတ်ကဲ့အကိုကကြတော့ဒီ Soul Skin Solution ရဲ့ product တွေကိုလာဝယ်တာပါအဲ့တော့အကိုကဘာလေးလိုချင်လဲဆိုတော့ Mindful ရဲ့ Toner ရဲ့ပြီးတော့ Moisturizer Second Gen ရဲ့Sun Essence ရဲ့ပြီးတော့ Daily Essence နဲ့ Clear Drops တွေလည်းလိုချင်ပါတယ်ဟုတ်ကဲ့ရှင်အဲ့လေးညီမယူပေးမယ်နော်ဟုတ်ကဲ့ပါပြောထားတဲ့ပစ္စည်းလေးရပါပြီရှင်ဟုတ်ကဲ့ပါကျေးဇူးပါညီမလေးဒီမှာဟောဘယ် product တွေကိုအများဆုံးလာဝယ်ကြလဲဟောဒီမှာကတော့ပစ္စည်းကတော့အကုန်အစုံရောင်းရတယ်ပေါ့နော်လာလဲမေးကြတယ်လာလဲဝယ်ကြတယ်အဓိကရောင်းရတဲ့ပစ္စည်းတွေကကြတော့ Daily Essence ရှိမယ် Daily Peptide 7ရှိမယ် Aloe Vera Gel ရှိမယ်အဲ့ဒါလေးဆိုလို့ရှိရင်တော့ပို့ပြီးတော့ရောင်းရကောင်းပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့ဆိုအကူဒါလေးကိုရှင်းလိုက်မယ်နော်ဟုတ်ကဲ့ရှင်ကရှာလေးလိုက်ခဲ့ပြီပါရှင်ဟုတ်ကဲ့ပါမင်္ဂလာပါရှင်ဝင်လေးရှင်းတော့မလားရှင်ဟုတ်ရှင်းလိုက်မယ်ညီမလေးဟုတ်ကဲ့ရှင်ဟုတ်ကျွန်တော်တို့ Soul Skin Solution ရဲ့ရောင်းအားအကောင်းဆုံးနဲ့လူကြိုက်အများဆုံး product တွေကို Medical ဆိုင်ခွဲပေါင်း30ကျော်မှာဝယ်ယူအားပေးလို့ရနေပါပြီ။အဲ့တော့ကျွန်တော်တို့ Medical ဆိုင်တွေမှာဆိုလို့ရှိရင်လည်းယုံကြည်စိတ်ချစွာနဲ့ဝယ်ယူနိုင်ဖို့အတွက်ကို Medical Team နဲ့ Soul Skin Team တို့ပူးပေါင်းပြီးတော့ product training တည်တည်ချာချာလေးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးနိုင်ပါကြောင်းတရင်ကောင်းပါချင်ပါတယ်။နောက်တစ်ခါကျွန်တော်တို့ Soul Skin Solution မှာပေးထားတဲ့ promotion အတိုင်းကိုလည်း Medical ဆိုင်ခွဲပေါင်း30ကျော်မှာပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့စိတ်တိုင်းကြဝယ်ယူအားပေးနိုင်ပါကြောင်းတရင်ကောင်းပါချင်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့နောက်ထပ်တရင်ကောင်းပါစရာလေးတစ်ခုရှိပါတယ်။ဒါကတော့ကျွန်တော်တို့ Soul Skin Solution မှာပဲဝယ်Medical ဆိုင်မှာပဲဝယ်ဘောက်ချတစ်စောင်းမှာကျပ်9000ခွဲဖို့ပြည့်တာလေဒီလို gift voucher လေးတစ်စောင်းရမှာပါဒါကတော့ကျွန်တော်တို့2026နှစ်ဦးပိုင်းမှာမဲဖောက်ပေးမယ်ကျွန်တော်တို့ iPhone 17 Pro Max 512GB နှလုံးနဲ့ Dyson Airwrap တစ်ဆက်ကိုကျွန်တော်တို့မဲဖောက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့များဝယ်ရင်များကန်ထူးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Medical ဆိုင်ခွဲပေါင်း30ကျော်မှာ Soul Skin Solution ရဲ့ product တွေကိုများဝယ်ယူအားပေးနိုင်ဖို့ဖိတ်ခေါ်ပါရခင်ဗျာကျေးဇူးတူပဲတင်ရှိပါတယ်